အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်တော့ brother ကိုတိမတင်ပါတယ်ကျွန်တော်နာမည်တော့ကိုဘီပဲဖြစ်ပါတယ်ကျွန်တော်အခုပြောပြမှာကတော့ကျွန်တော်တို့ဆော့တဲ့ game ကတော့ The Floor is Lava or Escape the Lava ဆိုတဲ့ game ပဲဖြစ်ပါတယ် Okay ကျွန်တော်အခုမှဆိုရင်တော့ကျွန်တော် level 1ပေါ့နော်ကျွန်တော် train ရကျွန်တော်ရဲ့ဖက်နယ်လေးကိုတွေ့ရမှာ brother တို့အဲ့ဖက်နယ်လေးကအဲ့ဒါကျွန်တော် level ဟွာပဲရှိတယ်ကို Okay ကျွန်တော်တက်လာပြီကျွန်တော်ကြိုးစားနေနော်ဒီစီကျွန်တော်အတန်တိတ်ကြိုးစားမယ် Okay let's go Okay ကျွန်တော်တို့ level ရတော့ကျွန်တော်25ဖြစ်နေဒီကျွန်တော်ချက် train မယ်ပေါ့နော်နည်းနည်းလေးနဲ့တော့မဖြစ်ဘူးပေါ့နော်ကျွန်တော်ရဲ့အခုကျွန်တော်သွားရတဲ့ဟို run ဟိုဟာတော့ကျွန်တော်တို့ level ဟိုဟာပဲရှိတယ်ကျွန်တော်နည်းနည်းလေးဟိုဟာဖြစ်သွားတယ် Okay တန်ကြီးကိုင်းရကျွန်တော်နည်းနည်းတက်သွားပြီပေါ့နော် Okay ဟာမီကျွန်တော် floor the lava တွေကတော့ကျွန်တော်တို့ level 10 တက်တာနော် brother တို့ကျွန်တော်ဟိုဟာဖြစ်တာပေါ့နော် level 10ဆိုတော့နည်းနည်းထပ် train နိုင်ဝါဝင်းဆန်နေရောပဲဗျာတော်မြင်ပါပဲဒီကျွန်တော် level ကမှ9.5တွေပဲရှိတယ်နော်တော်ဟိုဟာဖြစ်နေတာနည်းနေတာဝင်းနေဟိုလာပါလာတက်လာအောင်ငါ train နိုင်မယ်နောက်တစ်ခါထပ် train မယ်ဆက် train မယ်ပေါ့နော် Okay easy train မယ် level တော့လာပါကတော့နည်းနည်းလေးပဲတက်သေးတယ်ဒီလာပါနည်းသေးတယ်လို့ပြောရမှာပေါ့နော်ဟိုကလာပါရဲ့ level 10တိအောင်ရှိတာနော်တော်ပြင်းတာပဲလာပါကြတော့မယ်ကြာပါကျွန်တော်သွားရမယ်နော် let's go ဟိုနှီးလိုက်ရ brother ရကျွန်တော်ရောရအမနေရတယ်ဗျာနည်းနည်းတော့နေနေတယ်ဒီလားဟိုရောက်ဖို့တော်တော်စောင်းရမယ်ဒါပေမဲ့တော့မရောက်တော့ဘူးထင်တယ် let's go သွားမယ် let's go ပြေးထားရောက်တယ် lava is waving နဲ့ပြေးကျွန်တော်အိမ်ပေါ်ပဲတက်လိုက်တာပဲခေါ်ပါလေဗျာဒီလိုဆိုရင်ကျွန်တော်တို့ကငွေတက်သွားနေကျွန်တော်တို့တေးသွားလိမ့်မယ်ကျွန်တော်အိမ်ပေါ်မှာလည်း train မယ်ဗျာကျွန်တော် train လိုက်ပြီးသွားဟုတ်တယ်မလား train let's go train လိုက်မကောင်းလားဒီမှာဆိုရင်ကျွန်တော် train ကြလိုက်ဟုတ်တယ်မလား Okay train မယ် brother ရဲ့ဟိုကိုကျွန်တော်နားထောင်နေပါတော့ brother ကောမမှာဘာမြင်ရေးမလဲဆိုတာ Okay ကျွန်တော် train မယ်လာပါတော့ကြာတော့မှာ Okay ကြာသွားပြီကျွန်တော် easy သွားလို့ရနေပြီကျွန်တော်ဒီတစ်ခါဆိုရင်တော့ရောက်တော့ပြီနော် brother ဝေးပါသွားနေကြဟိုးမင်းမြန်ဆန်ရောပဲ